ပညာရှာမီလူတူလေးလာသူများအားလုံးပဲမင်္ဂလာပါဒီကနေ့လေးလာတင်ပြချက်လေးမှာလူတိုင်းကြုံတွေ့ရလိမ့်ချီလေးအခက်ခဲတွေရှိမှာရက်တန့်သွားတတ်တဲ့ခန်းစားချက်တွေကြောင်းပြောပြသွားပါမယ်ပြဿနာတွေအခက်ခဲတွေနဲ့မျက်နှာချင်းဆိုင်ရင်ဆိုင်ရတဲ့အခါဘာဆက်လို့ရမှန်းမသိပဲအိတ်ခဲသွားတတ်တယ်ဆိုတဲ့ခန်းစားချက်ကိုကျွန်တော်တို့အားလုံးသိကြမှာပါဒါပေမဲ့ဒီနေ့မှာတော့အဲ့ဒီလိုအဆိုးရွားဆုံးအခက်ခဲတွေကိုအခွေရဲဖြစ်ဒါမှမဟုတ်တက်လို့အကျိုးမြတ်အဖြစ်ဘယ်လိုပြောင်းလဲနိုင်မလဲဆိုတာကိုအသေးစိတ်လေ့လာသွားကြပါမယ်ကဲဒီလိုပြဿနာတွေကိုဖြိုးခွဲဖို့အပိုင်း6ပိုင်းနဲ့အစဉ်စဉ်သွားကြပါမယ်အပိုင်း1လူတိုင်းကြုံရသည့်ရက်သက်မှုနဲ့ stupid formula 3အမြင်သဘောထားဆိုင်ရာလေ့ကျင့်မှု4အခွင့်အရေးကိုရှာဖွေခြင်း5လှုပ်ဆောင်မှုဆိုင်ရာလေ့ကျင့်မှုနဲ့နောက်ဆုံးအပိုင်း6ဇွဲလုံလာ၏စွမ်းအားဆိုပြီးအစဉ်လိုက်လေ့လာသွားကြပါမယ်ပထမဆုံးအနေနဲ့အပိုင်း1လူတိုင်းကြုံရသည့်ရက်သက်မှုအခက်အခဲနဲ့ရင်ဆိုင်ရချိန်မှာကျွန်ုပ်တို့ဘာကြောင့်ရှေ့မဆက်နိုင်ဖြစ်ရတယ်လဲဆိုတဲ့အချက်ပါပြင်ပကစနစ်တွေကြောင့်ပဲဖြစ်ဖြစ်ကိုယ်တိုင်ရဲ့အားနည်းချက်တွေကြောင့်ပဲဖြစ်ဖြစ်ကြီးမားတဲ့အဟန့်အတားတွေနဲ့ကြုံလာရတဲ့အခါချောင်ကြုံထဲမိနေတယ်လို့ခံစားရတတ်ပါတယ်ရှေ့ဆက်ဖို့ထက်ကြောက်ရွံ့မှုတွေကူးခဲ့ရမဲမှုတွေနဲ့တာတုံးပြန်တက်ကြတာဟာတကယ်တော့ကျွန်ုပ်တို့အားလုံးရဲ့တဘာဝပါပဲဒါဆိုရင်ဒီလိုခန်းစားချက်တွေကိုဘယ်လိုကြော်လွှားကြမလဲဒီအတွက် Ryan Holiday ရေးသားထားတဲ့ The Obstacle is the Way ဆိုတဲ့စာအုပ်ထဲကအလွန်လက်တွေ့ကျတဲ့လမ်းညွှန်ချက်တွေကိုရယူသွားပါမယ်။တမိုင်းတစ်လျောက်ကကြည့်မယ်ဆိုရင်ထူးချွန်ထက်မြက်တဲ့ပုံကိုကြီးနေဟာအစိုးရဆုံးအချိန်တွေကိုရှင်တန်ယုံတက်ဖြတ်တန်းသွားခဲ့ကြတာမဟုတ်ပါဘူး။သူတို့ဟာအဲ့ဒီအခက်ခဲတွေကိုပဲသူတို့ရဲ့ရည်မှန်းချက်တွေပေါမြောက်ဖို့အတွက်အားအင်လောင်စာအဖြစ်အသုံးပြုခဲ့ကြတာကိုတွေ့ရပါလိမ့်မယ်။ဆက်ပြီးအပိုင်း1ကိုကြည့်ကြရအောင် Stoics Formulaပြီးတော့မထင်မှတ်ထားတဲ့ Marcus Aurelius ရဲ့ချင်းကပ်ပုံကျွန်တော်တို့ရဲ့စိတ်ပိုင်းဆိုင်ရာအခြေခံအုတ်မြစ်ကိုဘယ်လိုတိဆောက်ပြီးသလဲဆိုတာကိုအဲ့ဒီ180ခုနှစ်လောက်ကရိုမာအေဂရက် Marcus Aurelius ရဲ့စစ်ပွဲတွေကြားထဲကအမောင်မိုက်ဆုံးရှိတဲ့ဆီမီနာပြင်ကနေသူ့ကိုယ်သူပြန်လဲရေးသားခဲ့တဲ့မှတ်တမ်းတွေစီကိုတွားကြည့်ကြပါမယ်။ Marcus Aurelius ဟာအေဂရက်တပါထိပင်မြက်သူ့ရဲ့အုပ်ချုပ်မှုတက်တန်းတစ်လျှောက်လုံးကရောဂါတွေအဆုံးမရှိတဲ့စစ်သွဲတွေနဲ့တစ္ဆာဖောက်ခံရမှုတွေကိုအများဆုံးရင်ဆိုင်ခဲ့ရပါတယ်ဒါပေမဲ့အံ့ဩစရာကောင်းပါကသူဟာအခက်ခဲတိုင်းကိုစစ်ပဲအငင်စရာအကြောင်းပြချက်အဖြစ်မမြင်သေးပါဘူး။အဲလီစာသူ့ရဲ့စိတ်ဆွမ်းရည်နဲ့ကိုကျင့်တရားတွေကိုလက်တွေ့လေ့ကျင့်ဖို့အခွင့်အရေးတစ်ခုအဖြစ်သာရှုမြင်ခဲ့တာပါ။သူရဲ့အဆိုအရဆိုရင်ဟန်တာမှုတွေဟာရှေ့ဆက်ဖို့တွန်းအားနေဖြစ်လာပါတယ်။ဒီချက်ကပဲကျွန်ုပ်တို့လက်ခံကျင့်သုံးရမယ့်အဓိကသဘောတရားကိုအလွန်ရှင်းလင်းစွာမိမောင်းထိုးပြနေပါတယ်။အဲ့ဒါကတော့လမ်းကြောင်းပေါ်မှာပိတ်ဆို့နေတဲ့အရာကပဲရှစ်ဆက်ရမယ့်လမ်းကြောင်းဖြစ်လာတယ်ဆိုတာပါပဲပြဿနာဆိုတာဟာတကယ်တော့ကျွန်ုပ်တို့ရှစ်ဆက်ရမယ့်လမ်းစတစ်ခုပါပဲဒီသဘောတရားကိုလက်တွေ့အကောင်အထည်ဖိုးဖို့ဆိုရင်အပြန်လန်ချစ်ဆက်နေတဲ့အဓိကအလေးအကျင့်၃ခုရှိပါတယ်အဆင့်1အမြန်အဆင့်2လှုပ်ဆောင်ချက်နဲ့အဆင့်3စိတ်ဆန္ဒတို့ပဲဖြစ်ပါတယ်ဒီကနေ့တင်ပြချက်မှာတော့ပတ်ဝန်းကျင်ကိုဘယ်လိုရှုမြင်သုံးသပ်မလဲဆိုတဲ့အပိုင်းရင်ဘယ်လိုတုံ့ပြန်လှုပ်ဆောင်မလဲဆိုတဲ့အပိုင်းဒီကိုပိုပြီးနဲ့ဆိုင်ဆိုင်အာရုံစိုက်ထားပါမယ်အခုအပိုင်း3ကိုရောက်လာပါပြီအမြင်သဘောထားဆိုင်ရာလေ့ကျင့်မှုအခက်အခဲတစ်ခုကိုကျွန်တော်တို့ဘယ်လိုရှုမြင်ကြမလဲအမြင်ဆိုတာဟာပြဿနာတစ်ခုကိုကြုံလာတဲ့အခါတီတီငိမ့်ငိမ့်နဲ့ဓမ္မတိထန်ချက်ကြစဉ်းစားဆင်ခြင်နိုင်စွမ်းကိုဆိုလိုတာပါဥပမာအနေနဲ့1858ခုနှစ်တုန်းကစီးပွားရေးကတ်ဆိုင်မှုကြီးဖြစ်ပေါ်ခဲ့စဉ်ကလူတိုင်းအထိတ်တလန့်ရှိနေချိန်မှာ John D. Rockefeller ဟာတင်းငင်းအေးဆေးစွာနဲ့သူ့ရဲ့စီးပွားရေး empire ကြီးကိုတည်ဆောက်နိုင်ခဲ့ပါတယ်ဒါဟာဒီလိုမှန်ကန်တဲ့အမြင်မျိုးရှိခဲ့လို့ပါပဲဒီနေရာမှာစိတ်ဝင်စားစရာကောင်းတဲ့အချက်ကထိန်းချုပ်နိုင်ခြင်းနဲ့မထိန်းချုပ်နိုင်ခြင်းကိုခွဲခြားသိမြင်ဖို့ပါ။ Baseball ကစားသမား Tommy John ဟာအောင်ငင်နိုင်ခြေတရားပုံတပုံသာရှိလက်ခွဲစိတ်မှုကိုခံယူခဲ့စဉ်ကဒီသဘောတရားကိုအသုံးပြုခဲ့ပါတယ်။ကျွန်ုပ်တို့ဟာလုံးဝမထိန်းချုပ်နိုင်တဲ့ရာသီဥတုစီးပွားရေးနဲ့တခြားသူတွေရဲ့ဝေဖန်မှုတွေဆိုတဲ့ပြင်းပေါအခြေအနေတွေကိုလိလူရှုထားရပါမယ်။အဲ့ဒီအစားမိမိအပြည့်အဝထိန်းချုပ်နိုင်တဲ့စ조사အထုံမှုနဲ့စိတ်နေသဘောထားကိုသာရခိုင်နှုန်းပြအာယုံဆက်ရမယ်။ဒီစရင်ကိုတစ်ချက်လောက်ကြည့်လိုက်ပါအောင်တကယ်ကိုအံ့ဩစရာပါပဲကမ္ဘာအရေးဆုံးလို့ဆိုနိုင်တဲ့ဒီကုမ္ပဏီကြီးတွေဟာစီးပွားရေးအကျက်အတဲစိုက်နေတဲ့အဆိုးရွားဆုံးကာလဒီမှာစတင်တည်ထောင်ခဲ့ကြတာပါဒါဟာဘာကိုတက်တည်ပြနေတယ်လဲဆိုရင်အဆိုးရွားဆုံးအချိန်ဒီမှာတော့လက်ရှိပစ္စုပန်အပေါ်မျက်ခြေမပြတ်အာယုံဆက်ထားနိုင်ရင်ထမိုင်းမြအောင်မြင်မှုတွေရနိုင်တယ်ဆိုတာကိုပါသူတို့ဟာပြဿနာကိုမကြည့်ဘဲပြဿနာတွေကအခွင့်အရေးကိုမြင်ခဲ့ကြလို့ဖြစ်ပါတယ်ဒါဆိုရင်အပိုင်းလေးကိုဆက်သွားကြမယ်အခွင့်အရေးကိုရှာဖွေခြင်းစိတ်ပိုင်းဆိုင်ရာအမြင်ကိုပြောင်းပြန်လန့်ခြင်းလို့ခေါင်းစဉ်တက်ထားပါတယ်။အခက်ခဲတစ်ခုကိုအေးအေးဆေးဆေးကြောင်းခံရုံထားမကပဲအဲ့ဒီအထဲမှာပုံကွယ်နေလေအချိုးမြစ်ကိုပါတက်တက်ကြွကြွရှာဖွေဖို့လိုအပ်ပါတယ်။တနည်းအားဖြင့်ကျွန်တော်တို့ရဲ့စိတ်ပိုင်းဆိုင်ရာအမြင်ကိုလုံးဝပြောင်းပြန်လန့်ပစ်ဖို့အချိန်ရောက်လာပါပြီ
ခဏလေးရက်ပြီးဒီမေခုံးကိုစဉ်းစားကြည့်စစ်ချင်ပါတယ်ဒီဘေးအန္တရာယ်ကြီးကတကယ်တော့အခွင့်အရေးတစ်ခုဖြစ်နေရင်ကိုဘယ်လိုလုပ်မလဲဒါဟာအခွင့်အရေးကိုမြင်နိုင်ဖို့လိုအပ်တဲ့စိတ်ပိုင်းဆိုင်ရာရှုထောင့်ပြောင်းလဲမှုကိုပြင်ဆင်ပေးတဲ့အလွန်အရေးကြီးတဲ့အခိုက်အတန့်လေးဖြစ်ပါတယ် ဒီမေခွဲလက်တွေ့အဖြစ်ကိုဒုတိယကမ္ဘာစစ်ကစစ်သူကြီးအိုင်ဆင်ဟောဝါရဲ့လှုပ်ဆောင်ချက်မှာထင်ရှားတွေ့နိုင်ပါတယ်ဂျာမနီရဲ့လက်တပြတ်ထိုးစစ်ဆင်မှု Blitzkrieg ကိုသူဟာလုံးဝကြောက်ရွံ့တုန်လှုပ်ခြင်းမရှိပဲပါဘူးရန်သူတွေအရှိကိုအလွန်အမြင်ထိုးဝင်လာတာကိုပဲသူတို့ကိုယ်တိုင်ရဲ့အဟုန်နဲ့သူတို့ကိုယ်တိုင်ရဲ့ပြန်လည်ချေမွန်းနိုင်မဲ့အခွင့်အရေးအဖြစ်သူကပြောင်းပြန်ရှုမြင်ခဲ့တာပါထိတ်လန့်နေမဲ့အစာရန်သူကိုဝင်းရံပိတ်ဆို့ဖို့အခွင့်အရေးတရားအဖြစ်ပျော်ရွှင်စွာနဲ့အမြင်ပြနိုင်ခဲ့ပါတယ်ဒါဟာတကယ်ကိုဉာဏ်ရည်မြင်မာတဲ့ရှုထောင့်အပြောင်းလဲပါပဲအပိုင်း9မှာတော့အမြင်ငယ်လေးလက်တွေ့လှုပ်ဆောင်မှုဘက်ကိုကူပြောင်းကြမှာမယ်အခက်အခဲကိုဘယ်လိုဖြိုခွဲမလဲမှန်ကန်တဲ့လှုပ်ဆောင်မှုဆိုတာရည်ရွယ်ချက်ရှိရှိဖန်တီးဉာဏ်ပါပါနဲ့ရဲရဲဝံ့ဝံ့အားထုတ်မှုကိုဆိုလိုတာပါအခြေအနေတွေကောင်းလာမဲ့အချင်းကိုထိုင်ဆောင်နေရုံဒါမှမဟုတ်ပါရည်ရွယ်ချက်မှမရှိဘဲအတိတ်ပါမဲ့လှုပ်ရှားနေရုံနဲ့မလုံလောက်ပါဘူးတိကျသေးချာတဲ့လှုပ်ဆောင်ချက်တွေလိုအပ်ပါတယ်တမိုင်းဝင်အေသီမျိုးရဲ့အကောင်းဆုံးစကားပြောဟောပြောသူဒီမိုစတင်နီရဲ့ဘဝခရီးစဉ်ကတကယ်ကိုမယုံနိုင်စရာပါပဲသူဟာအသက်9နှစ်ရွယ်ငယ်ရွယ်မှတင်ဖခင်နဲ့အမွေအနှစ်တွေဆုံးရှုံးခဲ့ရပြီးစကားထက်သက်ပြဿနာလည်းရှိခဲ့ပါတယ်ဒါပေမဲ့သူဟာညီးတွားမနေခဲ့ပါဘူးမြေအောက်ခန်းထဲမှာပုံအောင်လေ့လာပြီးပါစက်ထဲကြောက်ခဲရင်ငုံကစကားပြောလေ့ကျင့်ခဲ့ပါတယ်နောက်ဆုံးလူကြီးရွယ်ရောက်တော့သူ့အမွေကိုခိုးယူသွားသူတွေကိုတရားခွင်မှာအနိုင်ယူနိုင်ခဲ့ပြီးနိုင်ငံရဲ့အကြီးကျယ်ဆုံးဟောပြောသူဖြစ်လာခဲ့ပါတယ်သူ့ရဲ့အကြောကြားဆုံးစကားတစ်ခုရှိပါတယ်ဆိုရတဲ့အခြေအနေတွေနဲ့ကြုံလာရတဲ့အခါညီးတွားနေလို့မရဘူးဆိုတာကိုသူကမီးမောင်းထိုးပြခဲ့တာပါမိမိကြုံတွေ့နေရတဲ့အခြေအနေကိုချက်ချင်းလက်ငယ်ပြင်းထန်တဲ့စွမ်းရည်နဲ့ရင်ဆိုင်တုံ့ပြန်ရပါမယ်လိုအပ်တာကတော့လက်တွေ့ကျတဲ့လှုပ်ဆောင်ချက်သာဖြစ်ပါတယ်အဲ့ဒါကသာပြဿနာကိုဖြေရှင်းပေးနိုင်ပါတယ်ဒီအချက်ကိုထပ်မံတက်တည်ပြရင်လေယာဉ်မှူး Emilio Earhart ရဲ့ဆုံးဖြတ်ချက်ကိုကြည့်နိုင်ပါတယ်။သူမဟာလက်စာမရတဲ့အပြင်အလွန်အန်ကြရဲများပြီးစော့ကားရရောက်တဲ့ကမ်းလန်ချက်တစ်ခုကိုတော့ဝမ်းတာအားရလက်ခံခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒါဟာလေးချောင်းလောကထဲကိုဝင်ရောက်ဖို့နဲ့ရက်တန့်လို့မရတဲ့အရှင်ဟုံးတစ်ခုတိဆောက်ဖို့ပထမဆုံးခြေလှမ်းဖြစ်နေလို့ပါပဲ။ကျွန်တော်တို့ဟာအမြဲတမ်းရှေ့ကိုတာဦးတီတွေးတော့ပြီးဆက်လက်လှုပ်ရှားနေရမှာပဲ။အခုနောက်ဆုံးအပိုင်း6ကိုရောက်ရှိလာပါပြီ။ဇွဲလုံးလာဤစွမ်းအားမစုံမနစ်ရှေ့ဆက်သွားခြင်းစစ်မှန်တဲ့ပါရမီဆိုတာတကယ်တော့ဇွဲမလျှော့ပဲကြိုးစားနေမှုအတွင်ယူထားတဲ့အရာတစ်ခုပါအခက်ခဲကိုမကြေမချင်းတစိုက်မမထူခွဲနေမှုကကျွန်တော်တို့အတွက်အထူးကလိုအပ်ချက်ဖြစ်ပါတယ်6000ဆိုတဲ့ခနန်းလေးကိုကြည့်လိုက်ပါအန်အောစရာကောင်းလောက်အောင်များပြားလာတဲ့အယူသွဲပါ Thomas Edison ဟာလက်စမီတီတီ24 bell မတူနေတဲ့ကုန်ကျန်းပစ္စည်း6000တတိအစံတက်ခဲ့တာဖြစ်ပါတယ်မာရွန်းတဲ့ရေချဲမှုတွေကိုတက်တက်ချွတ်ချွတ်ဖေရှားပစ်ခြင်းအဖြစ်မှန်ကန်တဲ့ဗီဒီယိုဟုထွက်ပေါ်လာဖို့မလွယ်မသွေတုံးအားပေးရရောက်တယ်ဆိုတာသူကတက်တည်ပြခဲ့ပါတယ်။လက်မလျော့ချင်းကသာအဖေကိုယူဆောင်လာပေးတာပါ။တခါလေမှထုံးစံအတိုင်းသုံးနေကြနီလန်းဒီအလို့မဖိတော့တဲ့အခါအခက်ခဲကပဲနီလန်းတစ်ကိုဖန်တီးကိုကျွနုတော့ကိုဖိအားပေးလာတတ်ပါတယ်။ပိုချုပ် Ulysses S. Grant ဟာ Vicksburg မြို့ကိုသိမ်းပိုက်ဖို့လာပေါင်းများစွာစူးစမ်းခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူး။နောက်ဆုံးမှာတော့သမားရုပ်ချက်စရေးစီးမင်းတွေကိုဖောက်ထပ်ပြီးရန်သူနေမေထဲကရိတ်ခါကိုအားကိုကမလွဲမသွေအောင်ပွဲရဖို့နီလန်းတစ်ကိုအသုံးပြုခဲ့ရပါတယ်။အခက်ခဲကနေပဲအောင်မြင်မဲ့လမ်းကိုရှတွေ့သွားတာပါဒီလေးလာတင်ပါချက်လေးကိုပုံပင်လေးတစ်ပုတ်နဲ့ညီကုန်းချုပ်ချင်ပါတယ်တခါတော့ဘရင်ကြီးတစ်ပါးကလမ်းလက်ခေါင်းမှာကြောက်တုံးကြီးတစ်ခုချထားခဲ့တယ်လူများစွာညှဉ်းညူပြီးရှောင်သွားကြပေမဲ့ကြောင်တူလက်သမားတုံးကတော့အဲ့ဒီကြောက်တုံးကြီးကိုမရရအောင်အားထုတ်ဖေရှားခဲ့ပါတယ်အဲ့ဒီအခါကြောက်တုံးအောက်မှာဖွက်ထားတဲ့ရွှေတွေကိုသူတွေ့ရှိသွားပါတော့တယ်ဒါဆိုရင်ကျွန်တော်တို့ရဲ့ရှေ့မှာပိတ်ဆို့လာမဲ့နောက်ထပ်ကြောက်တုံးကြီးတစ်ခုကိုတော့ဘယ်လိုချင်းကပ်ကြမလဲညှဉ်းညူနေမလားဒါမို့အဲ့ဒီအောက်ကရွှေတွေကိုရှာဖွေမလားမိမိကိုစစ်ပြစ်အားငယ်စေတဲ့ဘယ်ရာမှာမဆိုပုံးကွယ်နေတဲ့အခွင့်အရေးကိုစုပ်ကိုင်နိုင်ဖို့ဒီကနေ့တင်ပြချက်လေးကနေအင်အားရရှိကြပါစေလို့စင်တာပြူရင်အားလုံးမဲ့အခက်ခဲလို့ကိုအောက်ဘက်ဖေးပြောင်းလဲနိုင်ကြပါစေ